တာဟာဇွဲတန်ငါမရတော့ဘူးမိပြတာလည်း9နိုင်လောက်ရှိနေခတ်တာလည်းလေပူလေးကြည်ရတယ်လေကိုမအေးဘူးအေးစင်တို့မှရက်ခတ်ခိုင်းမှလည်းစိုးနေမှာမင်းကလည်းကွာငါလက်ခတ်ပြီးနေတာပဲကွာမင်းခတ်ပြီးတာလက်ကိုပြုတ်တော့မယ်ဘုန်းနဲ့မင်းကလည်းကွာနွေရာသီအားပေးနေတယ်လို့ပဲအာမင်းကိုမသိဘူးအော်နေငါမေ့လို့မနေ့ကရွှေဝေးချံမိုးဝိုင်းမှာနွေရာသီကိုအန်တုမဲ့ပစ္စည်းတစ်တွေရောက်ထားတယ်လို့ငါတွေ့ထားတယ်တော့ကြည့်မလားသွားမယ်မနေ့ပြန်သွားမယ်လားဆိုလဲဟောဗျာအခုတောင်ပူနေတာငါမနေ့ပြန်ဆိုလက်ပြုတ်တော့မယ်လာထအခုသွားမယ်ဇွတ်ပဲဒီမလေးတဲ့ကိုပြောဒီဆိုင်ဘူးလာတော့ကြည့်ဟုတ်တယ်အော်ဟုတ်မင်္ဂလာပါကိုဟောလေအကိုတို့ဆိုင်တင်ထားတာတွေ့လို့ဗျဟုတ်နွေရာသီကိုအန်တုမဲ့ပစ္စည်းတစ်ဆိုတာလေဘာလေးလဲမင်းအော်ရှိရကိုအကောင်လေးရောက်ထားတာမကြသေးဘူးနွေရာသီကိုအန်တုနိုင်မဲ့ဒီကောင်လေးဗျဒီကောင်လေးပန်ကမီနီပန်ကလေးပေါ့နော်စစ်စရာလေးနော်ကျွန်တော်ဒီကောင်မှာအားတာတာဘာအားတာဆိုကျွန်တော်ရိုးပန်ကလေးလို့မဟုတ်ဒီကောင်ရေခဲတုံးထည့်မလားရေထည့်မလားရေအေးပဲထည့်မလားဒီအန်ကွာလေးထဲမှာအကုန်လုံးထည့်ပြီးတော့ကျွန်တော်ဒါအေးခံလို့ရတယ်နော်အဲ့ဒါမှာကိုကရေမထည့်ဘဲနဲ့ပလင်း3ကျင်လည်းရတယ်ဒီကောင်အဆင့်ရတယ်3ဆင့်ပါတယ်1 2 3ဆိုပြီးတော့3ဆင့်ပါတယ်အဲ့မှာဒီ3ဆင့်နဲ့ကဒါရိုးလေးပေါ့နော်ဒါပေမဲ့အရိုးလေးကလည်းအေးတယ်အဲ့ကြောင့်မလို့ဒါနွေရာသီအန်တုနိုင်တယ်ဆိုကျွန်တော်တင်ထားတာပေါ့နော်ပြီးတော့ဒီကောင်မှာဒီရေထဲကိုရေထည့်မယ်ဆိုရင်ပြီးဒါတော့ပိတ်မယ်ပေါ့နော်ပိတ်ပြီးသွားရင်တော့ဒီအပေါင်လေးကနေရေငွေလေးထွက်လာအဲ့ရေငွေလေးကထွက်လာရင်မှာဒီပန်ကားနေပြီးလေမှုတ်ထုတ်ပေးအဲ့မှာလုံးဝအိတ်စိန်သွားတာအဲ့လိုဟောဒီကောင်ကဟိုဟာလားရေငွေထုတ်တဲ့ဟုတ်တယ်ဒါရေငွေထုတ်တဲ့ဟာဒါရိုးဟာအဲ့လိုဒီကောင်အဲ့လိုလေကျွန်တော်ရေမထည့်ဘဲနဲ့လေအဲ့လိုရေမွေးလေးပါလေးနဲ့ထည့်ရတာဗောရေရတယ်ဒီခွက်လေးထဲမှာအကိုတို့စိတ်ကြိုက်ဇောသမမွေထည့်လို့ရတယ်ဟုတ်လားအဓိကတော့ဒီထဲမှာကျွန်တော်ရေခဲတုံး2တုံး3တုံးလောက်ပြစ်ထည့်ပြီးရေလေးထည့်လိုက်ဒါဆိုဒါအေးရွာချိန်မှာကျွန်တော်ဒီကောင်လေးဆွတ်ပြီးတော့ဒါပိတ်ပြီးတော့ဗောနော်ဒီကလိုလေးကိုနှိမ့်တာနဲ့ဒါဘယ်လိုလဲအကိုတို့အနေနဲ့အေးစေးနေလို့ရအေးလူနေလို့ရကဲမလေးလိုချင်းမျက်နှာတစ်မျိုးဟိုမိမရဲ့အတိုင်းပဲရရဝင်းကြီးအဲ့ဒါလေးပဲထည့်လိုက်တော့နော်ကြာဟိုကြာတော့ကေဘီနဲ့ပဲရှင်းလိုက်ရတယ်ကေဘီရှင်းလို့ရတယ်ဟုတ်ပါစနဲ့လုံးဝပေးရအောင်โอเคအဲ့ဒါလေးထည့်လိုက်တော့နော်ဟုတ်ကဲ့ဒီရောင်လေးပဲယူမှာဒီရောင်လေးပဲထည့်လိုက်ပါရွေးနေတာအများကြီးရှိတယ်မယူဒီရောင်လေးပဲကြိုက်ရရင်ကဒီရောင်လေးပဲကြာရတယ်နှုတ်ပေးလိုက်တော့နော်ဟုတ်ကဲ့အထိုင်အောင်စောင့်နေလိုက်ဟုတ်ကဲ့ဟုတ်ကျေးဇူးပါလာတဲ့ခုမှပဲအေးပြီးလမ်းသွားတော့ပဲဒါရင်ငွေလေးပါရဲဆိုတော့ရင်ငွေထည့်ပြီးသုံးရင်လေခန်းထဲမှာဆိုတော့အေးစစ်စစ်လေးနဲ့မှုကြိုင်ပြီးလန်းဆန်းနေလို့ရတယ်ပေါ့နော်ပြီးတော့မီးပြတ်ရင်လည်းသူက6နာရီလောက်တောင်ခံတည်းရဆိုတော့အေးစစ်ပဲနော်ကိုလည်းလက်မညောင်းတော့အဲ့ဆိုတိတ်ကြိုက်တယ်မလားတိတ်ကြိုက်ရင်ပြီးရောကဲမိတ်ဆွေတို့အနေနဲ့လဲနွေရာသီမှာရက်တောင်ခတ်ပြီးလက်မညောင်းရစေအောင်မန်းလေးမြို့မဟာအောင်မြင်မြို့နယ်42လက်လမ်း80 81လမ်းကြားမှာရှိတယ်ကျွန်တော်ရွှေဘေးချံမိုးဝိုင်းမှာဆိုရင်ဒီလိုမျိုးမီနီပန်ကာလေးတွေရရှိပါပြီကဲအမြန်ဆုံးလာခဲ့လိုက်တော့နော်